ဗီဒီယိုမှာတော့ Basic Network Engineer ရဲ့ကော့တိုင်တဲ့ Piston ဖြစ်တဲ့ကျွန်တော်တို့ MAC address ချောင်းကိုသင်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် MAC address ပေါ့နော် MAC address ဆိုတာပါလဲပေါ့နော်ကျွန်တော်ဘယ်နေရာမှာသုံးလဲပေါ့ကျွန်တော် MAC address ဆိုတာဒီကျွန်တော်ဒီ MAC address အခြေခံဒီကျွန်တော်တို့ Media Access Control address ဖြစ်ပါတယ် Media Access Control address ဖြစ်ပါတယ်Media Access Control address ဆိုတာအဓိကကျွန်တော်တို့ဘာတွေတွေ့လဲဆိုတော့အဲ့တွေ့လဲဆိုတော့ကျွန်တော်နောက် database ကတ်ဒီပါမယ်ကျွန်တော်တို့ပြီးတော့ device တွေကျွန်တော်တို့နောက် device တွေပေါ့နော်နောက် device တွေရဲ့ address တွေကိုကျွန်တော်တို့ MAC address နဲ့ကျွန်တော်တို့အဓိကထိန်းချုပ်ပါတယ်အဲ့တော့ MAC address မှာကျွန်တော်တို့က structure ပေါ့နော်ကျွန်တော် MAC address structure ဒီကျွန်တော်တိစောက်ပုံဒီ48 page ရှိပါတယ်48 page ဒီကျွန်တော်တို့က1 page ဒီကျွန်တော်တို့8 byte နဲ့ညီမျှတာဖြစ်တဲ့အတွက်ကျွန်တော်တို့48 page ဒီကျွန်တော်တို့ byte နဲ့ပြောမယ်ဆိုရင်10 byte ဖြစ်ပါတယ်ဒါ10 byte ကိုကျွန်တော်တို့ hexadecimal format နဲ့ကျွန်တော်တို့ဖော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးလဲပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အခုလက်ရှိကျွန်တော်ကွန်ပျူတာမှာ Windows R နဲ့ကျွန်တော် CMD နှိပ်မယ်ပေါ့နော် CMD ကျွန်တော်တို့command လေးရကြည့်ပါနော် ipconfig ပါနော် ipconfig ဆိုရင်ipconfig all ပါနော် all နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ဒါ wifi လေးပေါ့နော် wifi ကတ်မှာကျွန်တော်တို့က PC ရဲ့အတွက် wifi ကတ်ရဲ့ကျွန်တော်နောက်ကကျွန်တော်တို့ laptop ရဲ့ကျွန်တော် laptop ရဲ့ wifi မှာရှိတဲ့ wifi ကတ်ပေါ့နော်ကျွန်တော် wifi ကတ်ရဲ့အဲကျွန်တော်ဒီကွန်ပျူတာရဲ့ wifi ကတ်ရဲ့ဒါက physical address လေးပေါ့နော်ဒီမှာဆို E0 D4 E8 00C4 E0 ဆိုတော့ဒီလိုမျိုးလေးပေါ်ပြထားတယ်ပေါ့နော်အဲ့တော့ MAC address မှာကျွန်တော်အဲ့လိုမျိုးလေးပေါ်ပြထားတယ်ဆိုရင်ကျွန်တော်တို့ဒီမှာသူပြောတဲ့အတိုင်းဆိုရင်နောက်ပိုင်းမယ်ကျွန်တော်တို့ဒီမှာပေါ်နေတဲ့ E0 D4 E8 ဒီကျွန်တော်တို့ကရှေ့ပါရှိတယ်ကျွန်တော်တို့24 bit ပေါ့နော်24 bit ဖြစ်ပါတယ်ကျွန်တော်နောက်က24 bit ဒီပါလဲဆိုတော့ကျွန်တော်တို့ရှေ့24 bit ကကျွန်တော်တို့ banner identifier ပေါ့နော် banner identify banner ကိုကျွန်တော်တို့ identify လုပ်တာပါအဲ့တော့ကျွန်တော်တို့ဒီမှာရှေ့ပါရှိရဲ့24 bit ပေါ့နော် E0 D4 E8 ပေါ့နော် E0 D4 E8 ဒီကျွန်တော်တို့ဘန်နာပေါ့နော်လက်ရှိကျွန်တော်သုံးနေတဲ့ laptop ရဲ့ဘန်နာပေါ့နောက်က 00C4 E0 ဒီထုတ်ခဲ့တဲ့အလုံးကြီးအတွက်တိုင်းကျွန်တော်တို့ဖော်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့24 bit ပေါ့နော်24 bit ဆိုတာဘယ်လိုမျိုးတွက်လိုက်တာလဲဆိုရင်ကျွန်တော်ဒီ E တစ်လုံးဒီကျွန်တော်တို့4 bit ပေါ့နော်ဒီ0ဒီ4 bitအဲ့တော့ D ဒီ4 bit 4ဒီလည်း4 bit E ဒီ4 bit 8ဒီ4 bit ဒီမှာရှိတဲ့တစ်လုံးကြီးဒီ4 bit ပေါ့နော်အဲ့တော့4 6လေးဆိုရင်24ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တွက်ရတာပါအဲ့တော့ကျွန်တော်တို့24 bit ပေါ့နော်24 bit ကကျွန်တော်တို့က banner identifier ကျွန်တော်တို့ဒီ banner ဒီဒါမှ Cisco လားဒါမှမဟုတ်ကျွန်တော် Huawei လား Microtek လားကျွန်တော် ZTE လားဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ banner identify လုပ်ပါတယ်အဲ့ banner တွေမှာထပ်ပြီးအဲ့ banner သူသုံးတဲ့ banner အရေးအတွက်တိုင်းကျွန်တော်တို့မှာ Huawei ဆိုရင် Huawei router 1ပေါ့နော် Huawei router ပထမဆုံးအလုပ်ဆိုရင်ဒါ Huawei ရဲ့နောက်မှာပေးတဲ့ကျွန်တော်တို့24 bit ကဒီနောက်မှာပေးတဲ့24 bit ဆိုရင်ကျွန်တော်တို့ဒီ0001ပေါ့နော်ဒါမျိုးလေးပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့အနေနဲ့သတ်မှတ်ချက်တိုင်းဒါကတော့သက်ဆိုင်ရာဘဏ္ဍာသတ်မှတ်ချက်တိုင်းသူတို့ပေးပါလိမ့်မယ်အဲ့တော့ MAC address ရဲ့ share 24 bit ဒီကျွန်တော်တို့ဘယ်ဘဏ္ဍာကအလဲဆိုတာဟာကိုကျွန်
တ်မှတ်ဖို့ဖြစ်ပြီးတော့နောက်က24 bit ဒီသက်ဆိုင်ရာသူပိုင်ဆိုင်ထားတဲ့ဘန်နာကနေသူ့ရဲ့ device ဒီမှာပေးမဲ့ address တွေဖြစ်ပါတယ်အဲ့တော့ MAC address မှာကျွန်တော်တို့ဒီ MAC address ဒီကျွန်တော်တို့ unique multi-cat broadcast ဆိုတာရှိပါတယ်အဲ့တော့ရှေ့မှာကျွန်တော်တို့ subnetting တွေကျွန်တော်တို့ခွဲခဲ့တဲ့အချိန်တုန်းမှာ IP မှာလည်းကျွန်တော်တို့ဒီ unique ရှိတယ် multi-cat ရှိတယ် broadcast ရှိပါတယ်ဒါတွေအားလုံးဒီကျွန်တော်တို့ကတူတူပဲပေါ့နော် IP နဲ့ MAC ဒီ MAC ဒီ layer 2မှာလုပ်တယ်ကျွန်တော်တို့ IP ဒီ layer 3မှာလုပ်တယ်ကျွန်တော်ဒါပဲခွဲပါတယ်အဲ့တော့ unique multi-cat broadcast ပေါ့နော်ကျွန်တော် unique multi-cat broadcast ကိုကျွန်တော်တို့ကဘယ်လိုမျိုးလဲပေါ့နော်ဒီမှာဆိုကျွန်တော်ဒီပေါ်ပြပါပုံမှာဆိုရင် unique ဒီကျွန်တော်တို့သက်ဆိုင်ရာကျွန်တော်တို့ 1 to 1ပေါ့နော်1 to 1 connection ကို unique လို့ခေါ်ပါတယ် unique ဒီကျွန်တော်1 to 1သက်ဆိုင်ရာပို့လိုက်တဲ့လူလည်းတယောက်တည်းလက်ခံတဲ့လူလည်းတယောက်တည်း multi-cat ကြာကျွန်တော်အဲ့လိုပို့တော့ကျွန်တော် group လေးတွေခွဲထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအစိမ်းရောင် group ရှိမယ်ဟဝါရောင် group ရှိမယ်အဲ့တော့ကျွန်တော်တို့ဒီအစိမ်းရောင် group ကိုပို့မှဆိုရင်အစိမ်းရောင် group ကိုပဲကျွန်တော်တို့ပို့တယ်ဒီ၄ခုပေါ့နော်ပို့တယ်ဟဝါရောင်3ခုတော့ကျွန်တော်တို့ပို့အဲ့တော့1 to group ကျွန်တော်တို့1 to group ကို multi-cat လို့ခေါ်ပါတယ် broker ကတော့1 to all ပေါ့နော်ကျွန်တော်သက်ဆိုင်ပို့တဲ့နေရာကနေရှိသမျှအကုန်လုံးကိုပို့တာဒီ1 to all ဒါဒီကျွန်တော်တို့ broker လို့ခေါ်ပါတယ်အဲ့တော့အဓိကကျွန်တော်တို့ IP subnetting တော့ကျွန်တော်ပြောဖို့ချင်ခဲ့တာဒီ subnetting ပိုင်းရတဲ့အဓိကအကြောင်းရင်းကျွန်တော် broker ကိုကျွန်တော်တို့အဓိက short ချင်လို့ပေါ့နော် broker ကိုကျွန်တော်တို့က short လို့ရတဲ့ဒီလမ်းတွေအများကြီးရှိတဲ့ထဲမှာကျွန်တော်တို့ IP subnetting ပေါ့နော် subnetting နဲ့လည်းကျွန်တော်တို့ short ရပါတယ်တခြား short လို့ရတဲ့ဒီလမ်းတွေလည်းအများကြီးရှိပါတယ်အဓိကနောက်မှာ broker ကများလို့ရှိရင်ကျွန်တော်တို့ device တွေဟန်လာနိုင်တယ်ကျွန်တော် CPU usage တွေ RAM usage တွေ high လာနိုင်တယ်ကျွန်တော်ပြီးတော့နောက်မှာ broker traffic တွေသွားနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ customer ရဲ့ traffic တွေတကယ် real traffic တွေသွားလို့မရတဲ့အနေအထားမျိုးလေးအဲ့ဒါမျိုးလေးကျွန်တော်တို့ရှိတဲ့အတွက် broker ကတော့ကျွန်တော်တို့တက်နိုင်သူကျွန်တော်တို့ရှောင်ရပါတယ်အဲ့ broker သင်ခန်းစာလည်းကျွန်တော်တို့ ARP အကြောင်းသင်တဲ့အချိန်ကြရင်ကျွန်တော်ထပ်ပြီးတော့အသေးစိတ်ထပ်ပြီးဆွေးနွေးပါဦးမယ်အဲ့တော့ကျွန်တော်တို့ broker ပေါ့ sorry ဒီမှာလည်းကျွန်တော်တို့ MAC အထက်တိုက်ပါလေ unique ရှိတယ် multi-cat ရှိတယ် broker ရှိတယ်ပေါ့နော်ဒါတော့အကုန်လုံးတူတူပါပဲဒါ ARP ကြောင့်ကျွန်တော် ARP ကြောင့်ကိုထပ်ပြီးအသေးစိတ်ရှင်းပြပါမယ်အခုဗီဒီယိုမှာတော့ကျွန်တော်အဓိက MAC အတွက်ကြောင့်ဖုတ်ကတ်ထားပြီးပြောသွားပါမယ်အဲ့တော့ MAC အတွက်ဒီကျွန်တော်တို့ကဒါကတော့เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ00ဒါကျွန်တော်တို့ဒီမှာစက်ကလေးနဲ့ဆက်ပါเนาะစက်ကလေးနဲ့ဆက်ကျွန်တော်ဒီမှာဆိုရင်ဒါကျွန်တော် dash ဆိုတဲ့တစ်ချက်ကလေးပေါ့เนาะဒီလိုမျိုးကျွန်တော်တို့ပေးလို့ရပါတယ်ဒါကတော့ကျွန်တော်သက်ဆိုင်ရာဘန်နာတွေမှာကိုယ်အဆင်ပြေသလိုပေါ့เนาะသူသက်ဆိုင်ရာဘန်နာတွေမှာသုံးထားတဲ့အတိုင်းကျွန်တော်တို့လိုက်ပြီးရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီပရှာOUI လို့ခေါ်တယ် share 24ကျွန်တော်တို့ပေးကိုပေါ့နော် share 24ပေးကိုဒီလိုခေါ်တယ်အဓိကကျွန်တော်တို့ OSI 7 layer ဆိုသူက layer 2 layer မှာအလုပ်လုပ်ပါတယ် layer 2 data link layer ပါနော်ဒီ layer မှာအလုပ်လုပ်တယ်ကျွန်တော်အဓိက local area နောက်ဝအတွက်သူကအလုပ်လုပ်တယ်လို့ပြောပါတယ်အဓိကဘာလဲဆိုတော့ကျွန်တော်တို့ဥပမာဆိုရင်ကျွန်တော်တို့ switch ရှိမယ် switch ဒီကျွန်တော်တို့ computer A ကျွန်တော်တို့ computer B computer C computer D ပေါ့နော်ဒါမှ user လည်းဖြစ်နိုင်တယ်ပေါ့နော်မျိုးစုံပေါ့ဒီမှာကျွန်တော်တို့ဒီဒါ port 1ဒီ port 2 port 3 port 4ပေါ့နော်ဒီလိုချိတ်ဆက်ထားတယ်ပေါ့နော်ဒါရဲ့ချိတ်ဆက်ထားတဲ့ device တွေရဲ့ MAC address ကိုကျွန်တော်တို့စစ်တွေကသိထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုလိုချင်းဖြစ်ပါတယ် LAN တွေမှာသုံးနေတယ်ပေါ့နော် local area network တွေမှာအဓိကသုံးတယ်လို့ဆိုလိုချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခုဒီမှာဆိုလဲ MAC ဒီ unique ရှိတယ် multi-cat ရှိတယ် broker ရှိတယ်ပေါ့နော် broker ပါဆိုရင်ကျွန်တော် all FFS all FFS ပေါ့နော် FS ဒီအကုန်လုံးဒီကျွန်တော်တို့က broker ဖြစ်ပါတယ်အဲ့တော့ IP address မှာလည်းကျွန်တော်တို့ရှေ့မှာပြောခဲ့ဖို့ချင်ခဲ့တဲ့ဒီ 255 ကျွန်တော်တို့နောက်တစ်ခုပေါ့နော်255နောက်ဆုံးအဆုံးနေပေါ့နော်255ပေါ့နော်လေးကျွန်တော်ပြလိုက်မယ်255
255.255 ပါနော် all 255ဒီကျွန်တော်တို့ broadcast ရဲ့ address ပေါ့နော် broadcast ဒါမျိုးနဲ့ခက်စင်တယ်ပေါ့နော်အဲ့တော့သက်ဆိုင်ရကျွန်တော်တို့ sorry all 255နဲ့ခက်စင်တယ်ပေါ့နော်ကျွန်တော်တို့အကယ်၍သက်ဆိုင်ရမှာဆိုရင်ကျွန်တော် broadcast address ကဘာလဲဆိုတာဒီကျွန်တော်တို့ကကိုတကယ်တွက်လိုက်တဲ့ subnet တင်မှာကျွန်တော်ဒီ network IP star IP broadcast IP ပေါ့နော်အစော IP broadcast IP ကိုသုံးတာပါဒီမှာကျတော့ကျွန်တော်တို့က MAC address ဖြစ်တဲ့အတွက် MAC address ဒီကျွန်တော်တို့ subnet တင်လို့မျိုးခွဲလို့မရပါနဲ့သူ့ရဲ့ all address ဒီကျွန်တော်သူ့ရဲ့ broadcast address ဖြစ်ပါတယ်အဲ့ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီ255ကတော့ကျွန်တော်တို့ network မှာတွေ့ရခဲ့တယ်နော်တွေ့ရခဲ့တယ်255တော့255နဲ့ခက်စစ်တယ်နော်ဒီ all address ဒီအဲ့တော့သူ့မှာလဲကျွန်တော်တို့ကပါလဲဆိုတော့ဒါ Windows မှာကြည့်တဲ့ command ဒါ Linux မှာကြည့်တဲ့ command ပေါ့နော်ဒီကအဲ့ဒါလေးပါပဲအဓိက MAC address ဆိုတာဒီကျွန်တော်အခုသင်တဲ့ MAC address ဆိုတာဒီကျွန်တော်တို့သူ့ရဲ့ရှေ့ကောက်ဒီ media access control ဖြစ်ပါတယ်အဲ့တော့သူ့မှာ48 bit ရှိတယ်48 bit မှာဆိုရင်ကျွန်တော်ရှေ့က24 bit ဒီဘနာကနေ identify လုပ်ထားတယ်နောက်က24 bit ဒီဘနာကနေသူစိတ်ကြိုက်ရေးလို့ရတယ်ကျွန်တော်သုံးလို့ရတယ် address ဖြစ်ပါတယ်